နံပါတ်3ကြော်ညာလေးရောက်လေရအောင်ကျွန်တော်ခုမှစပြီးဝင်မဲ့သူကိုကျွန်တော် promotion ထားပါအောင် 10% ပေးမယ်ဆိုရင်မြင်တဲ့အချိန်မှာလုံးဝ done ဆိုတော့ကိုယ့်ရဲ့ကြော်ညာက3ခုတွားပြပြီးရဲ့အချိန်မှာကိုရောက်ချင်တဲ့ target audience ကို message 3ခုလုံးပြီးပြီးတော့ကျွန်တော်ရဲ့ဒီ campaign messaging ရတော့ complete ဖြစ်သွားပြီ Hello အားလုံးမင်္ဂလာပါကျွန်တော်ဝေရမှာဆိုတော့ကျွန်တော် vlog ကနေမှကြိုဆိုပါရစေဆိုတော့ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာတော့ကျွန်တော်ဒီ Meta ပေါ့ဒီ Facebook ရဲ့ဒီ2026အစပိုင်းမှာကျွန်တော်စပြီးတော့မှထပ်ပြီး release လုပ်တဲ့ feature တခုအကြောင်းပြောပြပေးရမှာပေါ့ဒီအဲ့ကောင်ဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ ad sequencing လို့ခေါ်ရပေါ့ဆိုတော့ sequence ဆိုတော့အားလုံးလည်းသိရတဲ့အတိုင်းပဲကျွန်တော်ဒီအဆင့်လိုက်ပေါ့ဆိုတော့ဥပမာဖြစ်နံပါတ်1 2 3 4 5 6ဆိုတာမျိုးပြောချင် A B C D E F G ဆိုတာမျိုးပေါ့လေအဆင့်လိုက်သွားတဲ့ပုံစံမျိုးကျွန်တော် sequence လို့ခေါ်ရပေါ့လေဆိုတော့ဒီမှာ ad sequence ဆိုတော့ခုနအတိုင်းပဲကျွန်တော် ad တွေကိုကျွန်တော်အဆင့်လိုက်ကိုစီပြီးတော့မှသွားပြီးတော့မှကြော်ညာတဲ့ပုံစံမျိုးပြောရပါဘောဒီ feature ကအခုမှစပြီး Meta နေမှာစပြီးတော့မှအသစ်ထုတ်လိုက်တဲ့ feature မျိုးမဟုတ်ဘူးကျွန်တော်ဒီ ad sequencing ကကျွန်တော်ဒီမတိုင်ခင်2016မတိုင်ခင်ကဲဟိုကကျွန်တော်ရှိပြီးသား feature တစ်ခုဖြစ်တယ်ဒါပေမဲ့ဒီနှစ်မတိုင်ခင်ပြီးခဲ့နှစ်တည်းမှာဆိုကျွန်တော်အဲ့ feature ကိုဘယ်မှာပဲသုံးလို့ရတယ်ဆိုရှင်ကျွန်တော်ဒီပုံမှန် run နေကြကျွန်တော်ပုံမှန်ဒီ default နေနဲ့သုံးနေတဲ့ဒီ auction buying media buying ပုံစံမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ဒီ reservation buying type ဆိုတဲ့ဥစ္စာမှာတွားပြီးသုံးရမျိုးဖြစ်တယ်ဒီမှာဆိုရှင်ကျွန်တော်ဒီ auction နဲ့ reservation နဲ့ဘယ်လိုမျိုးလေးကွာလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်ဆိုတော့ကျွန်တော်အခုလက်ရှိတော်တော်များများသုံးနေတဲ့ digital marketer တွေဒီ campaign တွေ run နေဆိုရှင်သုံးတဲ့ buying type ကကျွန်တော်ဒီ auction buying type ပေါ့ဆိုတော့ auction buying type ကကျွန်တော်ဒီ auction ဆိုတဲ့အတိုင်းပဲကျွန်တော်လေးတန်းဆွဲတဲ့သဘောမျိုးပဲကျွန်တော် campaign တစ်ခုကို run တဲ့အချိန်မှာဆိုရှင်အဲ့ကာလမှာ run တဲ့တခြားသော campaign တွေနဲ့ကျွန်တော်ဒီ market ထဲမှာတွားပြီးပြိုင်ပြီးတော့မှကျွန်တော် cost per impression အချိန်1000ပြဖို့အတွက်တွားပြီးတော့ pay ရတဲ့ပတ်စံတွေကိုတွားပြီးတော့ကျွန်တော်ပြိုင်ပြီးတော့ပြရမျိုးဖြစ်တယ်ဆိုတော့အဲ့လိုမျိုးချင်းနေမှာဆိုရှင်သူများ SD နဲ့ပြိုင်ရဖြစ်တော့မလို့ကျွန်တော်ရဲ့ cost per impression တွေကတက်ကြနေမြင့်လိုက်ပြီးတော့မှကစားမျိုးလေးရှိတယ်တစ်ဖက်မှာကျတော့ကျွန်တော်ဒီ reservation campaign ပေါ့ reservation campaign ကကျွန်တော်ဒီcampaign စပြီး ranking ကကျွန်တော်တစ်ပတ်ကြိုနှစ်ပတ်ကြိုကကျွန်တော်စပြီး reserve လုပ်လို့ရတယ်။မှာဖြစ်ကိုက campaign ကိုဘယ်နေ့ရနေဘယ်နေ့ထိနှစ်ပတ် run ကျင်နေပဲထားပါအောင်။အဲ့လိုမျိုး set up လုပ်လိုက်တယ်။လုပ်ပြီးတဲ့အချိန်မှာကျွန်တော်သုံးကျင်တဲ့ budget ကဒီလောက်ပြီးလို့ရှိရင် cost per impression ကထားပါအောင် for example ကျွန်တော်$0.3ထိမကြော်ချင်ဘူးဆိုတာမျိုးကျွန်တော်သတ်မှတ်လို့ရတယ်။အဲ့အချိန်မှာကျွန်တော်တို့ဒီ Facebook ကနေမှကျွန်တော်ရဲ့ဒီ estimated result ဖြစ်တဲ့ reach ဘယ်လောက်ရောက်နိုင်လဲလူကြီးအတွက်ဘယ်လောက်ရောက်နိုင်လဲပြီးလို့ရှိရင် frequency ဘယ်လောက်ထိမြင်နိုင်လဲဆိုတာကျွန်တော်ပြပေးရယ်ဆိုတော့ဒါက reservation မှာကျွန်တော်လုပ်လို့ရတဲ့အချက်တစ်ခုပေါ့လေပြီးလို့ရှိရင် reservation ကတစ်ခုဒီ auction နဲ့မတူဘဲနဲ့ကွဲပါဥစ္စာကြောင့်ဒါတော့အစိုးရလေးတစ်ခုပေါ့ဆိုတော့ကျွန်တော်တို့ဒီ auction campaign တွေမှာဆိုလို့ရှိရင် campaign run နေတဲ့များပတ်ကာလတိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ကသွားပြီးတော့မှ campaign နဲ့ဝင်ပြီးတော့မှ budget တွေပြီးလို့ရှိရင် targeting တွေပြန်ပြီးချိန်လို့ရတယ်ဒါပေမဲ့ reservation campaign မှာဆိုရင်ကျွန်တော်က campaign စပြီး launch လုပ်ရပြီဆိုကြအကုန်လုံးက fix လုံးဝသွားပြီးအပြောင်းလဲလုပ်လို့မရဘူး very limited ဖြစ်သွားမျိုးတွေရှိတယ် and then နောက်တစ်ခုကကျွန်တော်တို့ဒီ auction campaign တွေမှာဆိုရင်ကျွန်တော်က campaign run မယ်ဆိုလို့ရှိရင်တစ်နေ့ကို$1ကနေစပြီးတော့မှလုံးဝlimitation မရှိဘဲနဲ့ run လို့ရမျိုးရှိရယ် reservation မှာကြာတော့ကျွန်တော်အမျိုးလုပ်လို့မရဘူးသူရဲ့budget ကလည်းဒီ auction campaign တက်ဆိုင်ပို့ပြီးများများသုံးရမျိုးဖြစ်တယ်လို့ပြီးလို့ရှိရင် Facebook requirement အနေနဲ့ဆိုရှင်လည်း reservation campaign တစ်ခု run မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနည်းဆုံးလူရောက်2သိန်းကို reach ရောက်နိုင်တဲ့ campaign တစ်ခုဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့တစ်နေ့ကို$1သုံးဖို့အောင်လုံးဝမဖြစ်နိုင်ပဲအဲ့ထက်များတဲ့ပမာဏကိုသုံးရမှာမျိုးတွေဖြစ်သွားပြီပေါ့လေရှင်ကျွန်တော်တို့ဒီ auction နဲ့ဒီ reservation buying type ဘယ်လိုမျိုးလေးကွာခြားချက်လေးရှိလဲဆိုတော့သိသွားပြီလို့ထင်တယ်အဓိကတော့ကျွန်တော်ဒီပြီးခဲ့တဲ့ stream မှာဆိုရှင်ဒီ ad sequencing ကိုကျွန်တော်ဒီ reservation တစ်ပိုင်းထိုင်မှာပဲရခဲ့တဲ့အချိန်မှာခုနကျွန်တော်ပြောခဲ့သလိုပဲနည်းနည်း limitation လေးတွေရှိရယ် option ထပ်စားလို့ရှင်ပို့ပြီးတော့မှ budget ပို့ပြီးသုံးရရဲဆိုတာမျိုးလေးရှိရအတွက်မလို့တိတ်ပြီးတွင်ကြရမသုံးခဲ့ရမျိုးလေးရှိရပေါ့လေအခုဆိုရင်တော့ဒီ2016ကနေစပြီးတော့မှဒီကျွန်တော်ဒီ ad sequencing ကိုကျွန်တော်ဒီ option ပိုင်းထိုင်မှာစပြီးသုံးလို့ရဖြစ်အတွက်မလို့ကျွန်တော်ပို့ပြီးတော့မှကိုယ့်ရဲ့ဒီ awareness campaign ဖြစ်ဖြစ် engagement campaign တွေပို့ပြီးတော့မှတွင်ကြဲပို့ပြီးထိထိရောက် run လို့ရမျိုးလေးဖြစ်သွားပြီပေါ့လေဆိုတော့ကျွန်တော် ad sequencing ဘက်ကိုပြန်သွားလိုက်ရအောင်အခုဒီ ad sequencing ကိုအခု run နေတဲ့ campaign တွေမှာဘယ်လိုမျိုးအကျိုးရှိအသုံးချလို့ရမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်အဓိကတော့ကျွန်တော်တို့ဒီ ad sequencing ကအရင်ကျွန်တော်တို့ run နေကြပုံမှန်ဒီ ad statement တူပဲနဲ့ဘယ်လိုမျိုးကွာကိုချလဲဆိုတာမျိုးပေါ့လေဆိုတော့အဲ့အောက်သိဖို့ဆိုရင်ကျွန်တော်အရင်တုန်းကဘယ်လိုမျိုးပုံစံတွေကြော်ညာ run လဲဆိုတော့အရင်ဆုံးတွားကြည့်လိုက်ကြအောင်ဆိုတော့အရင်တော့ကျွန်တော် campaign တစ်ခု run မယ်ဆိုလို့ရှိရင်အနည်းဆုံးဒီကြော်ညာ2ခု3ခုထည့်ရယ်ကြော်ညာတစ်ခုချင်းစီမှာကျွန်တော်ပေးခြင်းတဲ့ message တစ်ခုစီကျွန်တော်တွားပြီးထည့်ရမျိုးလေးရှိရယ်
ထားပါတော့ကိုကအဲ့ campaign တစ်ခုကိုကျွန်တော်နှစ်ပတ် run လိုက်တယ် run ရဲ့အချိန်မှာ result တွေရလာရောကျွန်တော်ရဲ့ဒီ awareness campaign က reach လူရောက်3သိန်းမြင်သွားပြီထားပါတော့အဲ့3သိန်းမှာကိုယ့်ရဲ့ကြော်ညာတစ်ကိုမြင်သွားတဲ့သူက reach ရောက်သွားတဲ့သူရေအတွက်ကထား9000 8000ရှိနိုင်မယ်ကြော်ညာနှစ်ကိုရောက်သွားတဲ့သူက3000 8000ရှိနိုင်မယ်ကြော်ညာ3ရောက်သွားတဲ့သူက2000 8000ရှိနိုင်မယ်ဒါပေမဲ့အဲ့လိုမျိုးရောက်သွားတဲ့လူပမာဏရေအတွက်တွေမှာကြော်ညာတစ်ကိုမြင်သွားတဲ့သူနဲ့ကြော်ညာနှစ်ကိုမြင်သွားတဲ့သူ overlap ဖြစ်သွားတဲ့သူဘယ်လောက်ရခိုင်လို့ရှိတာကျွန်တော်မသိနိုင်ဘူးအဲ့တိုင်းပဲကြော်ညာနှစ်ကိုမြင်ပြီးတော့မှကြော်ညာ3ကိုမြင်သွားတဲ့သူကလည်းဘယ်လောက်ရှိမလဲကျွန်တော်မသိနိုင်ဘူးဆိုတော့အကုန်လုံးကဟိုလုံးဝ scatter ဖြစ်နေတယ်လုံးဝပြန့်ကွဲနေတာမျိုးတွေရှိတတ်တယ်ဆိုတော့ရှိကောင်းရှိနိုင်တယ်ခုန overlap ဖြစ်သွားနိုင်တဲ့ percentage တွေဥပမာပြ S1 ကိုမြင်တယ် S2 ကိုမြင်သွားတဲ့သူလည်းရှိမယ် S3 ကိုမြင်သွားတဲ့သူလည်းရှိမယ်ဒါပေမဲ့အဲ့ percentage ဘယ်လောက်လဲဆိုတာကိုကျွန်တော်မသိနိုင်ဘူးဖြစ်နေတယ်ဆိုတော့အဓိကတော့ကျွန်တော်တို့စီမှာ control ရှိမနေဘူးဥပမာပြကျွန်တော်က DS ကိုမြင်ပြီးတဲ့သူမှာနောက်ထပ် S ကိုပြမယ်ဆို retargeting ပုံစံမျိုးလုပ်လို့မရမျိုးတွေဖြစ်ခဲ့ဆိုတော့ဒီမှာဆိုရှင်ဒီ S sequence မှာဆိုရှင်ကျွန်တော်က account ကို tag လုပ်လိုက်တဲ့ပုံစံမျိုးလေးဖြစ်သွားမယ်အဓိကတော့ကြော်ညာ1ကိုမြင်ပြီးတဲ့သူမှာကြော်ညာ2ကိုတွားပြပါပြီးရင်ကြော်ညာ2ကိုမြင်ပြီးတဲ့သူမှာကြော်ညာ3ကိုတွားပြပါဆိုတဲ့အနေအထားတစ်ခုမှာကျွန်တော်ရဲ့ S တွေက order လိုက်လည်းဖြစ်သွားတယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ target audience တွေကလည်းကျွန်တော်ပေးချင်တဲ့ message တစ်ခုချင်းစီရပြီးတော့မှနောက်ထပ် message တစ်ခုစီကိုတွားပြီးမြင်ရမျိုးလေးဖြစ်သွားတယ်ဆိုတော့အတွက်မလို့ကျွန်တော်ရဲ့ဒီengagement campaign ဖြစ်ဖြစ် awareness campaign ဖြစ်ဖြစ်ဆိုရှင်ပို့ပြီးတော့မှ enhancing ဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးပြောလို့ရတယ်ဆိုတော့ဒီမှာကျွန်တော်ဥပမာတစ်ခုပေးမယ်ဆိုရှင်ကိုယ့်ရဲ့ brand တစ်ခုကထားပါအောင် sport brand တစ်ခုအဲ sport brand ကအခုမှစပြီးတော့မှဒီ market တွေကိုစပြီးဝင်တယ်အဓိကတော့ကျွန်တော် gym သွားဆောရတဲ့သူတွေပြီးလို့ရှိရင်နောက်ထပ်ဒီအားကစားလုပ်တဲ့သူတွေပို့ပြီးတော့ target ထားချင်တာဖြစ်တယ်ဆိုလို့ရှိရင်အဓိကဒီမှာဆိုရှင်ကျွန်တော်3ခု run မယ်ပဲထားဒီမှာကြော်ညာမှာကျွန်တော်ပေးချင်တဲ့ message ကကျွန်တော်ရဲ့ဒီ function ရဲ့အကြောင်းဥပမာဖြစ်ဒီ sport brand ကဝေးရဘယ်လောက်ထိတက်တာလဲဘယ်လောက်ထိဟိုပေါ်ပါပါရှိလဲဘယ်လောက်ထိထားပါတော့ quality ကောင်းတဲ့အသားအဲ့အကြောင်းကျွန်တော်ပြောမယ်ဒါ S1 မှာပြီးရင် S2 မှာကျတော့ကျွန်တော်ကကျတော့နောက်ထပ် social proof ကကြောက်ဥမာဖြစ်အခုလက်ရှိချင်းသွားဆောင်နေတဲ့သူတွေကဟို customer တွေကတရားရဲ့ testimonial ဖြစ်ဖြစ်သူရဲ့ video လေးတခုကိုကျွန်တော်လည်းကြော်ညာလေးရိုက်ပြီးတော့မှကြော်ညာတစ်ခုအနေနဲ့ run မယ် run တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဒါကကြော်ညာနှစ်ပြီးရင်ကြော်ညာ3မှာဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရှင် promotion အခုမှစပြီးဝယ်မဲ့သူတွေအတွက်ကိုကျွန်တော်က first member promotion ပေးမယ် first time ဟို member ပေါ့ဆိုလို့ရှိရင်ထားပါတော့အဲ့လိုမျိုးကျွန်တော် promotion တစ်ခုပေးမယ်ဆိုတော့ကြော်ညာ3ခုကျွန်တော်စပြီးတော့ campaign တွေကိုထည့်မယ်လို့ကျွန်တော်စဉ်းစားလိုက်တယ်စဉ်းစားချိန်မှာကျွန်တော်ပထမဆုံးကြော်ညာ one running ချိန်မှာဆိုရှင်တေချာပေါကျွန်တော် target ထားခြင်းတဲ့ audience တွေကကျွန်တော်ရဲ့ brand clothing ရဲ့ဒီ functional benefits တွေပေါ့ဒီဘယ်လောက်ဒီခုနပြောပေါ်ပါရှိတယ်ဆိုတာမျိုးပြလို့ရှိရင်ဘယ်လောက်ဒီ quality ကောင်းလဲဆိုတာမျိုးကြော်ညာအရင်မြင်ကိုမြင်ရမယ်အဲ့ကြော်ညာမြင်ပြီးတော့မှသူကကြော်ညာနှစ်ဖြစ်တဲ့ social proof ဒီကောင်ဒီကျွန်တော်ရဲ့ဒီ clothing ဥစ္စာတွေကိုဘယ်သူရောက်ဝင်နေလဲပြီးရှင်သူကဒီ wear နဲ့ပတ်သက်ပြီးမှဘယ်လိုမျိုးခံစားချက်တွေရှိလဲဘယ်လိုမျိုး feedback တွေရှိလဲဆိုတာသူမြင်မယ်ဒါဆိုရှင်ကျွန်တော်နှစ်ခုမြင်ပြီးအချိန်မှာကျွန်တော် target ထားတဲ့ audience ကနည်းနည်းလေးတော့သိပါပြီကျွန်တော် brand တောင်း okay သူထုတ်တဲ့ brand ကဟို engine က quality ကောင်းတယ်ပေါ်ပါရှိရယ်ပြီးရင်နံပါတ်2ကကြောက်ဒီ engine ကအခုမှစားထုတ်ဖွင့်မယ်တုံးတဲ့သူတော်များများ user တွေလည်းရှိနေပြီ feedback တွေလည်းကောင်းရနေပြီဆိုတာမျိုးနံပါတ်3ကြော်ညာလေးရောက်ရောကျွန်တော်ခုမှစပြီးဝယ်မဲ့သူကိုကျွန်တော် promotion ထားပါအောင် 10% ပေးမယ်ဆိုတော့မြင်တဲ့အချိန်မှာလုံးဝ done ဆိုတော့ကိုယ့်ရဲ့ကြော်ညာက3ခုတွားပြပြီးတဲ့အချိန်မှာကိုရောက်ချင်တဲ့ target audience ကို message 3ခုလုံးပြီးပြီးတော့ကျွန်တော်ရဲ့ဒီ campaign messaging ကြီးအလုံး complete ဖြစ်သွားပြီဆိုတော့ဒါက S sequence ရဲ့တကယ်အားသာချက်တစ်ခုပဲဒီ S sequence ရဲ့ဥစ္စာကဒီအရှိကကျွန်တော်ပြောခဲ့တဲ့ S sequence များခင်မှာ rank ရဲ့ကြော်ညာနေဆိုတော်တော်လေးကွက်ထွက်အောင်မျိုးတွေ့လိမ့်မယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ S sequencing ရဲ့ဒီပေးရတဲ့ option တွေမှာဆိုရှင်တကယ်လို့ကိုယ့်ရဲ့ target audience ကကြော်ညာ3ခုလုံးမြင်ပြီးဆိုလို့ရှိရင် frequency မပြည့်မချင်းအဲ့ကြော်ညာကိုကြော်ညာ1ကနေမှပြန်စားပြီး loop ပြန်ပတ်လို့ရတဲ့ option တစ်ခုရှိလိမ့်မယ်ဒါမှမဟုတ်ဘူးကိုကကြော်ညာ3ခုစလုံးမြင်ပြီးပြီဆိုလို့ရှိရင် frequency မပြည့်သေးလို့ရှိရင်လည်းဒီကြော်ညာ3မှာပဲထပ်ပြီးတော့ frequency ထပ်ပေးပါဆိုတဲ့ option လေးတစ်ခုလည်းသုံးလို့ရမျိုးလေးရှိလိမ့်မယ်ဆိုတော့ဒါ very convenient ပေါ့လေကိုယ်အတွက်တော်တော်လေးကိုဟိုအသုံးဝင်တဲ့ feature တစ်ခုလို့ပြောလို့ရတယ်တခုရှိရတာကဒီ S sequencing feature ကကျွန်တော်အနေနဲ့ဒီ Facebook ရဲ့ objective campaign အားလုံးမှာသုံးလို့မရသေးဘူးကျွန်တော်အခုသုံးလို့ရတဲ့ campaign တွေအောင်ဒီ awareness campaign နဲ့ engagement campaign နှစ်ခုမှာပဲကျွန်တော်သုံးရသေးတယ်ကျွန်တော်တခြား campaign တွေဖြစ်တဲ့ဒီ sales တို့ leads တို့ပြီးလို့ရှိရင် app install တို့အဲ့ကောင်တွေရောဟိုအသုံးပြုလို့မရသေးဘူးပေါ့လေ hopefully နောက်လာမယ့်အချိန်တစ်ခုမှာကျွန်တော်သုံးလို့ရမယ်လို့ကျွန်တော်အနေနဲ့မျှော်နေတယ်ကျွန်တော်အနေနဲ့အကြံပေးလို့ရောအခုကိုအနေနဲ့ awareness campaign ပဲဖြစ်ဖြစ် engagement campaign ပဲဖြစ်ဖြစ် ranking နဲ့ဆိုရင်တော့ဒီ S sequencing feature ကိုစပြီးသုံးကြည့်ပါ
သုံးကြည့်ပြီးတော့မှကို campaign result ဘယ်လိုမျိုးနေထားရှိတယ်ပြီးလို့ရှိရင်ကိုပေးချင်တဲ့ messaging တွေကတကယ်ပဲထိရောက်မှုရှိလားဆိုတာကိုကိုယ်တိုင်သုံးပြီးမှဆုံးဖြတ်ကြည့်ပါဒါကတော့ကျွန်တော်ပြောပြချင်တဲ့ sequence အကြောင်းလေးပါပဲဆိုတော့ကျွန်တော်အနေနဲ့နောက်လာမယ့် video မှာပြန်တွေ့ပါမယ်